မိတ်ဆွေများမျိုးများအားလုံးမင်္ဂလာပါ၄နိုင်ခွဲခဏပေါ့နော်၄နိုင်ခွဲခဏမှာဒါမွေးကနန်းလိုပဲပေါ့နော်40ကို304လို့အလံကြတယ်အင်္ဂါကိုကြာတာပြေးကြလို့သူ့ရဲ့ခဏကဒီဘက်တစ်ပတ်မှာအရင်ထွက်တာလဲဆိုဒီထက်က88က88လို့ထွက်ပြီးရတယ်သူ့ရဲ့1 2 3ဒီတနင်္လာပေါ့နော်တနင်္လာခဏအင်္ဂါကိုကြာတယ်ပေါ့နော်10လို့ကြာတော့ဒီမှာ3ကို30လို့ထွက်သူ့ထက်ကခဏဒီဘက်ကိုထွက်ပါဆို30က30လို့ထွက်30လို့ထွက်ပြရတာ ਨੇ ဒါတော့ဒဲထွက်တာပေါ့နော်30လို့ထွက်ပြရတယ်သူ့ရဲ့1 2 3အင်္ဂါကဏ္ဍခုနတင်းလာပြီးတော့အင်္ဂါကဏ္ဍဗုဒ္ဓထွက်ပေါ့နော်ခွန်3ဒါဒီမှာပေါ့နော်30အဲ့တော့ဒီမှာ6556သူ့ရဲ့ဒဲလို့ထွက်40လို့ထွက်ကြပြရတယ်1 2 3ခုဗုဒ္ဓကဏ္ဍလို့ပဲကျွန်တော်တွေးတယ်ကျွန်တော်အပူလို့ကြိုက်ပါတယ်ဒီမှာတော့ဗုဒ္ဓကဏ္ဍလို့တွေ့တာဒီ3ဘူးနည်းနည်းကြိုက်တယ်ပေါ့ခွန်လေးကိုကျွန်တော်ဒီမှာပေါ့ကြာလာပြီးမှကစားမယ်ကျွန်တော်ညနေတော့ကစားခြင်းတာငါကြိုက်တော့လိုက်စားပြန်နော်မှာရဒီကောင်တော့ဒီလိုပြမှာရမယ်ဒီလိုကိုဒီလိုရှစ်ဒီနှစ်ကိုခွန်ရှစ်ဒီလိုတစ်ဖြစ်ဖို့က3-9ရှိတော့6နောက်ပိတ်ကိုကျွန်တော်ဒီတိုင်းပဲကစားလိုက်တော့မယ်9-4-3-9ပေါ့နော်9ဆိုတော့ဒီမှာ6-4-9က9 4ခွန်နဲ့3မလို့5ခွန်1က3အဲ့နှစ်9-3ခွန်မလို့8ဒီမှာ6ရှိတဲ့အတွက်ခွန်ဖြစ်အောင်3ထက်ပေါ့နော်36တဲလို့ပဲပေါ့နော်ညနေအဲ့ဒါလေးကြိုင်ကစားပေါ့နော်ကျွန်တော်တို့ပတ်တီရ6ဗျအခွေက650မေးရ60ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမှာ36ပေါ့နော်ညနေကစားမယ်ဟာလေ